Hello အားလုံးမင်္ဂလာပါညီမဖြစ်ပါတယ်။ဒီမိုဒီနေ့မှာတော့ဒီဇင်ဘာ28ရက်တွားထားတဲ့နေရာလေးတွေကိုပြပေးမှာဖြစ်ပါတယ်။ဒါကတော့ official မလာရလို့ပုံလေးပဲကြည့်လိုက်ပါ။ဒါကတော့တလိပ်စာပုတ်ပါပုံမမြိုက်ခဲ့ရလို့ဒီရိုက်ခဲ့တဲ့ပုံလေးကိုဝယ်ကြည့်ပေးပါ။ရှောက်ကြည့်လို့လဲဝါသွားပြီဆိုတော့သမီးစားဖို့လုပ်ပါမယ်။ဟင်းလေးတွေကတော့မြည်တဲ့တိုင်းပါပဲဒါပါပဲ။တရိတ်ဆန်ဦးရေးမှာပဲစားလိုက်ပါတယ်။သမီးစားပြီးတော့ office ကဒီလိုမျိုးစွတ်တီးစွတ်ပြက်ကလေးဖြစ်သွားပါတယ်။အမတရိတ်ဆန်ဦးရတဲ့စင်ဒီမန္တလေးတောင်တက်ပါမယ်မန္တလေးတောင်နဲ့တရိတ်ဆန်ဦးရနေနေလေးပဲဆိုတော့မန္တလေးတောင်ကတက်လိုက်ပါတယ်ဒါကတော့မန္တလေးတောင်ကိုစတက်တဲ့ office ကလေးဖြစ်ပါတယ်စတက်တဲ့ချင်းတော့အရှိပါရှိတက်ပါတယ်အကျိုးမတက်ပါနော်ဒါကတော့လူကမတ်တယ်ဆိုရဲလေကပါချရတာနည်းနည်းရောက်ခံနေပြီးဒါရှူကီးလေးပါလာတော့ရိုက်ထားခဲ့ရပါအပြင်မှာပူလာပါတယ်ဒါကတော့ရောက်သွားပါပြီရှင်ဒီမှာပါအရင်ပြို့ဟာလေးရောက်သွားတော့ခြေကိုလက်ပန်းချပြီးတက်လာတဲ့ဟာရောက်သွားတော့အရင်ပြို့ပါတယ်ဒါကတော့ငကားနှကောင်ဖျားဖြစ်ပါတယ်ဒါကတော့တောင်ပေါ်ရောက်သွားရဲ့ office ကလေးပေါ့နော်အေးမန်လေးတောင်ကနေမှအေးမန်လေးတောင်နားလေးမှာပဲရှိတယ်ကြောက်တော်ကြီးဖျားကိုလည်းကျွန်တော်တို့ဝင်ခဲ့ပါသေးတယ်အမှတပုံမြိုက်ခေးရပါဘူးပြီးတော့ကျုပ်ပေးကိုလည်းတောက်ခဲ့ပါသေးတယ်သူကနေဝင်ချိန်မဟုတ်တော့တိတ်တော့ရှူရင်လည်းမလာတော့ဘာမှမရိုက်ခဲ့ပါဘူးဘာဆိုဘာမှမရှိပါဘူးတရက်ထင်းနဲ့လီနီယာသွားခဲ့ပြီးဆိုတော့ပြင်မဲ့သွားတာမလို့အားလုံးပဲ拜拜吧